ဇလန်လေးရဲ့ဆာမှာတော့ရဲဟာထောင်ကနေလွတ်လာခဲ့ပြီဖြစ်ပြီးသူ့ရဲ့မိသားစုနဲ့ဂျိုတခုပေါ်ကိုရောက်နေကြပါတယ်သူဟာနေဖွဲ့စီထောင်ကိုဘလို့ဖောက်ပြေးခဲ့တာချိုသားတွေကိုဘလို့တွေ့ခဲ့တယ်ဆိုတာတွေကိုမိုးတလုံးလေးတစ်လုံးနဲ့အားချောင်းနေပါတယ်ရစ်က season 2 final episode 10မှာထောင်ကျသွားခဲ့တာပါမိသားစုတို့သူ့ရဲ့မြေးတွေရဲ့အနာဂတ်အတွက်နေအဖွဲ့စီထောင်ကိုဖမ်းခံခဲ့တာဖြစ်ပြီးကိုသတိသွားခဲ့တာပါရဲမိုတီ season 1နဲ့ season 2ကိုမကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel တွေက playlist ထဲကိုဝင်အောင်ကြည့်ရှုနိုင်ပါတယ်Season 1 Season 2ကိုစနစ်တကျခွဲပြီးတင်ထားတာမို့မကြည့်ရသေးရင်တော့ကြည့်လို့ရပါတယ်ဇလန်လေးကိုပြန်ဆက်ရမယ်ဆိုရင်တော့ရဲရဲ့ဘေးကမိသားစုဟာချက်ချင်းကိုပျောက်သွားပြီးသူထောင်ကလွတ်ပြီးဆိုတာကလည်းအတွေးတစ်ခုသာဖြစ်နေခဲ့ပါတယ်နေဖွဲ့စီတွေကဝန်ထမ်းတွေဟာသူ့ရဲ့စိတ်နဲ့ရဲရဲ့စိတ်ကိုဆက်နွယ်ကသိပ္ပံပညာရဲ့လှုပ်ဝက်ချက်တွေရဲရဲ့မှတ်ဉာဏ်တွေနဲ့ရဲကောင်စီကြောင်းကိုစုံစမ်းဖို့ပါသူတို့ထပ်ပုံဉဏ်ကောင်းတဲ့ရဲကတော့သူ့ရဲ့မိသားစုကိုသာတွေးခဲ့တာမို့ဘာ information မှမရခဲ့တဲ့ဂျိုသားတွေကလည်းတိုင်ပတ်ပါတော့တယ်တစ်ဖက်ကကဘာဂျိုကိုတော့နေဖွဲ့စီတွေကဂျိုသားတွေကအုပ်ချုပ်ထားပြီးရဲကိုရဲလက်အပ်ခဲ့တဲ့ဂျယ်ရီကတော့ဝန်ထမ်းဖြစ်နေပါတယ်ဘာစွမ်းစားမှမရှိတဲ့ဂျယ်ရီဟာယာဒူးတွေလာတိုင်းတို့ပြီးအာနာရှိရဆိုပေမဲ့ဘသူကမှမလေးစားကြပါဘူးဒီကဘာမှာတော့မနက်နေ့ည3နှစ်လုံးကိုစေးဝါးတွေကိုပဲချွေးပြီးမစားရင်လည်းအတင်းထိုးထည့်ပါတယ်ဆမ်မာကတော့သူ့ဖို့ရစ်ကိုသာလွမ်းနေပြီးရစ်တာရှိမယ်ဆိုရင်ဒီအခြေအနေကိုပြင်လို့ရတဲ့အကြောင်းထားပြောပါတယ်ဘက်ကလည်းရစ်ဆိုတဲ့အတန်တော်မကြားကျင်တော့ပဲသူတို့ကိုဒုက္ခတွင်းတွေကိုခြံထားခဲ့တဲ့သူမို့အနာကြီးနေပါတယ်လူသားတွေကအုပ်ချုပ်နေပြီးလူသားတွေဟာကျွန်းတတနေရတဲ့ဂျိုမှာဘာမှကောင်းတာမရှိကြောင်းတာမီနှစ်ယောက်ကလည်းပြိုင်ရင်းကြပါတော့တယ်တစ်ဖက်ကရစ်ကိုတော့နေဖွဲ့စီဂျိုသားကထပ်မံမေးမြန်းနေပါတယ်စကြရာကြီးတစ်ခုလုံးကိုထုံးလုံးမွေရေးလို့နှောက်လာတာမို့ပေါ်တယ်ကန်ကိုဘလို့ထွင်ရမလဲဆိုတာမေးတာပါပေါ်တယ်ကန်နဲ့ပတ်သက်ရင်လည်းကြီးမားတဲ့ memory ရှိနေတာမို့ဝိုးတော်ပုံရိပ်တွေကိုဂျိုသားကထုတ်ပြပါတယ်စကြရာနှံကိုခြေဆန့်လို့ရတဲ့ဒီပေါ်တယ်ကန်လေးဟာသူ့ဘွားရဲ့မှတ်ဉာဏ်စိုးတွေမို့မသိကျင်ပါနဲ့လို့သာရစ်ကပြန်ဖြေလိုက်ပါတယ်ဆမ်မာကလည်းရစ်ကိုထောင်ကနေခဲ့ဖို့အတွက်ပစ္စည်းတွေကိုလိုက်ရှာနေပြီးမိုတီကတားနေရပါတယ်စပွဲဘောကရင်ကောင်အသေးလေးတွေက dimension gate တွေဆိုတာရှောက်လို့ကြည့်နေတဲ့ဆမ်မာကိုတော့သူတို့ဘာမှမတက်နိုင်တဲ့အကြောင်းမိုတီကလာပြောပါတယ်ညမထွက်ရအမိန့်တွေအတင်းကျပ်အာဏာကိုခိုးယူမှုနဲ့ပြက်ကလေးနှစ်တွေကိုလိုတလိုပြောင်းနေတဲ့ကြိုးမှာသူ့သားဟာ45နှစ်တောင်ရှိပြီဖြစ်ပြီးမိုတီကတော့35နှစ်ဖြစ်နေပါတယ်ဒီလိုတလွဲကြိုးမှာဆက်မနေပဲရစ်ကိုသွားခဲ့မယ်ဆိုတာမို့ရစ်ဟာတကူကောင်းသမားတစ်ယောက်ဖြစ်ပြီးသူ့အတွက်မိသားစုဆိုတာဘာမှအရေးမပါတဲ့အကြောင်းမိုတီကရှင်းပြနေပါတယ်ဒီတစ်ခါတုန်းကဆိုရင်ပီယာစေကြောင်ကဘာပြက်ခဲ့ပြီးမူလမိသားစုဖြစ်တဲ့ဂျယ်ရီဘတ်နဲ့ဆမ်မာကိုပြစ်ထားခဲ့ပြီးဒီဂျိုဘောကိုရောက်လာခဲ့တာပါဒီမှာမူလရှိတဲ့ရစ်နဲ့မိုတီကတည်ဆုံးခဲ့ပြီးနှစ်ယောက်စလုံးကိုလည်းကိုယ်တိုင်မြမြုပ်ခဲ့တာမို့ရစ်ဟာသူ့ကိုယ်သူတော်မချစ်တဲ့အကြောင်းရှင်းပြပါတယ်။ပြန်လို့ချင်းနေဆိုရင်တော့နေ့ရက်မူလအဖို့ဖြစ်တဲ့ရစ်ဟာတေဆုံးပြီမို့ခြံတောင်းမှာသွားတူးဆိုကမိုတီကဒေါသထွက်ပြီးပြောလိုက်ပါတယ်။ဒါပေမဲ့ဆမ်မာကတော့တကယ်သွားတူးနေပြီမို့တိုင်တွေပတ်ကုန်มาတော့တယ်။တစ်ဖက်ကရစ်နဲ့ဂျိုသားကလည်းမှတ်ဉာဏ်စိုးတွေရှိခဲ့တဲ့ငယ်ဘွားစီကိုရောက်လာပါတယ်။သိပ္ပံပညာကိုစတင်ထိတွေ့နေစေငယ်ရွယ်တဲ့ရစ်ဟာပေါ်တယ်တွေကိုစဖွင့်နိုင်နေပါပြီ။ရလက်တွေကတော့ကောင်းမနေပဲပေါ်တယ်ကန်ထုတ်ဖို့လည်းသူ့မှာအစီအစဉ်မရှိခဲ့ပါဘူး။တခြားအပြိုင်စကြရာကရစ်ဟာရောက်ရှိလာခဲ့ပြီးပေါ်တယ်ကန်ကိုလာပေးသွားခဲ့တာဖြစ်ပါတယ်။တစ်ဖက်ကဆမ်မာကလည်းရစ်ရဲ့လောင်းကိုပြန်တူးမိပြီးမပြတ်စီးသေးတဲ့ပေါ်တယ်ကန်ကိုတွေ့လာပါတယ်ဒီကန်းနဲ့ပဲရစ်ကိုသွားခဲ့မယ်ဆိုတာကြောင့် dimension တိကျမသိတဲ့မိုတီကတော့ဝင်တားရပြန်ပါတယ်ဒီပေါ်တယ်ကန်နဲ့ကျွန်းတုံးဝင်ရှိခဲ့တဲ့မိုတီဟာဂန်းချောင်းကိုတီးနေတာမို့ရှင်းပြနေတဲ့ချိန်အိမ်တွင်းဆက်ရုပ်လေးကရောက်လာခဲ့ပါတယ်တရားမဝင်လက်နက်ဖြစ်နေတာမို့ဆက်ရုပ်ကပါလိုက်လူနေပြီးမိုတီတို့လည်းပေါ်တယ်ဖွင့်ပြီးပြေးရပါတယ်တခြားချိုတစ်ခုပေါ်မှာတွဲလောင်းကျနေတဲ့သူတို့မောင်နှမတွေကိုတော့အပြိုင်စကြရာတစ်ခုကဆမ်မာတို့ကကဲတင်လိုက်ပါတော့တယ်တစ်ဖက်ကရစ်ကိုတော့အပြိုင်ရစ်ကောင်စီကရစ်ဟာပေါ်တယ်ကန်ယူဖို့နဲ့ရစ်ကောင်စီတဲ့ကိုဝင်ဖို့အတွက်ပြောနေပါတယ်ဒီလိုနီးပညာနဲ့သာဆိုရင်စကြရာကြီးကိုအုပ်ဆိုးနိုင်မှာဖြစ်ပြီးရစ်တွေပဲဖွဲ့စည်းထားတဲ့ကောင်စီဟာအားကောင်းနိုင်တဲ့အကြောင်းရှင်းပြပါတယ်ဒါပေမဲ့ရစ်ကတော့အပြိုင်စကြရာကရစ်တွေစုပေါင်းနေထိုင်တဲ့ရစ်ကောင်စီဆိုတာကိုသဘောမကျပါဘူးဒါကြောင့်ပေးလာတဲ့ဂန်းကိုလည်းညှင်းဆန်လိုက်ပါတယ်သူမိမဖြစ်သူဒိုင်ယန်ကတော့ရစ်ကတခုခုကိုတီထွင်ခဲ့ပြီလားလို့မေးပေမဲ့ရစ်ဟာအားလုံးကိုလက်လျှော့လိုက်ပြီဖြစ်တဲ့အကြောင်းပြောလာပါတယ်သူ့ရဲ့သမီးလေးဖြစ်သူဘန်းနဲ့ပဲရေခဲမုတ်တူတူသွားစားမှဖြစ်ပြီးတမန်မီသားစုဘွားလေးကိုသာဖျက်တမ်းတော့မယ့်အကြောင်းဆုံးဖြတ်လိုက်ပါတော့တယ်မိုတီတို့ရောက်လာတဲ့ဂျိုကတော့ဆမ်မာဂျယ်ရီနဲ့ဘတ်တူတာရှိပြီး physical ရအကျမ်းမှတန်ဆွမ်းကြပါတယ်ရစ်နဲ့မူတီကိုလည်းမတရားမုန်းရပြီးအခုဆိုရင်ရစ်ရဲ့အနှံ့ရလို့ဆိုကပေါ်တယ်ကန်ကိုဖျက်ဆီးပစ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲရစ်ကောင်စီအကောင်တွေကရောက်လာကြပြီးဂျယ်ရီတို့ကိုတိုက်ခိုက်ကြပါတယ်ပေါ်တယ်ကန်ပျက်စီးသွားတဲ့နိုတီတက်လာတာမို့ချက်ချင်းလိုက်လာတာဖြစ်ပြီးမူတီကလည်း C137 ကဖြစ်တဲ့အကြောင်းကိုရှင်းပြပေးပါတယ်C137 ကရစ်ပြောက်ဆုံးနေတာကိုလည်းရစ်ကောင်စီကတိပြီးသားမို့ဘယ်မှာလဲဆိုကမေးပါတယ်ဆမ်မာကလည်းနေဖွဲ့စည်းတော်ထဲမှာဖမ်းခံရတာဖြစ်ကြောင်းနဲ့အများဆုံးကယ်တင်ပေးဖို့ရအတွက်တောင်းဆိုပါတယ်ရစ်ကောင်စီကအကောင်တွေကလည်းသူတို့ရဲ့လှုပ်ဝက်ချက်တွေနဲ့နီးပညာတွေကိုပေါက်ကြားမှဆိုရကြောင်း C137 ကရစ်ကိုကယ်တင်ဖို့ရအတွက်အမိန့်ပေးလိုက်ပါတယ်ပြီးရင်တော့အစားဖြောက်တက်ပြစ်မှာပါတစ်ဖက်ကရစ်ကတော့ကားပေါ်ကနေဒိုင်ယန်နဲ့ဘတ်တို့ကိုစောင့်နေပြီးပေါ်တယ်တစ်ခုဖွင့်လာကဘုံတစ်လုံးကကျလာခဲ့ပါတယ်အဆိုပါဖုံးဟာရစ်ကောင်စီကပို့တာဖြစ်ပြီးသူတို့ရဲ့အဖွဲ့အစည်းတွင်းကိုမဝင်လို့ပါဒီပောက်ကွဲမှုကြောင့်ပဲသူတိတ်ချရတဲ့ဒိုင်ယန်ဟာအပျက်စီးရေးချားမှာပဲတေဆုံးသွားခဲ့ရပါတယ်
အဲ့နောက်တော့ရစ်လည်းပေါ်တာကန်တစ်ခုကိုတင်ချာနီးရတီထွန်နိုင်ခဲ့ပြီးတမန်လူသားတယောက်ကနေခံစားချက်မရှိတဲ့လူသားဖြစ်လာခဲ့ပါတယ်ဂျိုသားကလည်းရစ်ရဲ့ဖော်မြူလာကိုဓာတ်ပုံရိုက်ခါဌာနချုပ်စီကိုလှမ်းပို့ပေးပါတယ်လှုပ်ဝက်ချက်တွေရပြီးမို့ပင်မခန္ဓာကိုယ်စီပြန်ဖို့လုပ်ပေမဲ့ဂျိုသားကပြန်လို့မရပါဘူးရစ်ကပုံညံကောင်းနေတာမို့အုံနောက်ထင်းချုပ်ထားတဲ့ဘိုင်းရက်ကုတ်ကိုဖော်မြူလာပြားပြည့်အစားထိုးခဲ့တာပါဒါကြောင့်ဘိုင်းရက်တွေဟာပင်မဌာနချုပ်ထိကိုရောက်သွားခဲ့ပြီဖြစ်ပြီးရေဒီယိုလှိုင်းကနေအလွယ်တကူထိန်းချုပ်နိုင်သွားပါတယ်လူပိန်းသားလည်းအောင်ပြောရမယ်ဆိုရင်တော့မိမိဆန္ဒရှိတဲ့ခန္ဓာကိုယ်တစ်ခုစီကိုရေဒီယိုလှိုင်းကနေအလွယ်တကူကူးပြောင်းနိုင်တာမျိုးပါမိမိရဲ့စိတ်ဝိညာဉ်ဟာသူတစ်ပါးရဲ့ခန္ဓာကိုယ်တဲကိုဝင်နိုင်တာကိုပြောချင်တာပါဒါကြောင့်ရစ်ဟာသူ့ရဲ့စိတ်ဝိညာဉ်ကိုဂျိုသားရဲ့ခန္ဓာကိုယ်ဖြစ်စားထိုးလိုက်ပြီးတော့ဌာနချုပ်စီကိုပြန်သွားပါတော့တယ်ဂျိုသားခန္ဓာကိုယ်နဲ့ရစ်လည်းလှုပ်ဝက်ချက်တွေယူခဲ့ပြီးပြီမို့အိမ်သာခဏသုံးမယ်ဆိုတာအဆင့်ကိုလှုပ်ဝက်ကုတ်တွေကိုတောင်းပါတယ်အိမ်သာတက်ဖို့ကိုကုတ်တွေပါတောင်းနေတာမို့တန်တရားဝင်နေတဲ့ချိန်ရစ်ကောင်စီကကောင်တွေကရောက်လာပြီးဂျိုသားတွေနဲ့တူရစ်ရဲ့ခန္ဓာကိုယ်ကိုပါဖျက်ဆီးသွားပါတယ်ဂျိုသားရစ်ကတော့ရေဒီယိုလှိုင်းကနေပဲရစ်တယောက်စီကိုဝင်နိုင်လိုက်ပြီးတခြားရစ်တွေကိုလည်းတိုက်ခိုက်ပါတယ်တေကန်နေတကောင်ကတော့မိုတီနဲ့ဆမ်မာကိုတရားရုံးမှာဖမ်းထားကြောင်းနဲ့မတက်ဖို့ပြောပေမဲ့အဆုံးသတ်လိုက်ပါတော့တယ်မိုတီနဲ့ဆမ်မာကလည်းရစ်ကောင်စီထံကိုရောက်လာကြပြီး C13 ကဖြစ်နေတာမို့တရားရင်ဆိုင်နေရပါတယ်အဲ့ဒီချိန်သူတို့ရဲ့အဖိုးရစ်ကိုအပြတ်ရှင်းနိုင်ပြီဆိုတဲ့သတင်းနဲ့တူဒီမစ်ရှင်မှာတဦးသက်တာအသက်ရှင်ပြန်လာနိုင်တဲ့အကြောင်းကိုသိလိုက်ရပါတယ်အချင်းထောင်ကနေပြန်လာတဲ့ရစ်ကတော့ဗိုလ်ချုပ်မူကြီးနဲ့စကားပြောချင်တယ်ဆိုတာကြောင့်လွှဲပြောင်းပေးပါတယ်ရေဒီယိုလိုင်းရသွားတဲ့ရစ်ကလည်းဗိုလ်ချုပ်မူကြီးရဲ့ခန္ဓာကိုယ်သေးကိုထပ်မံဝင်ရောက်သွားပါတော့တယ်တရားသူကြီးတွေကတော့ပေါ်တယ်ကန်အသုံးပြုမှုဂျိုတွေကိုအခွင့်မရှိပဲဝင်ရောက်မှုတွေကြောင့်ဆမ်မာနဲ့မူတီကိုဖမ်းပါတယ်ဆမ်မာကလည်းသူ့ကိုသာဖမ်းဖို့နဲ့မိုတီကိုတော့ပြန်လွတ်ပေးဖို့ပြောပါတယ်မိုတီကလည်းဆမ်မာကိုသူကကာကွယ်ပေးရမှာဖြစ်ပြီးရစ်နဲ့ပတ်သက်နေသမျှတော့အန်ဒီယံမကင်းတဲ့အကြောင်းပြောလာပါတယ်ရစ်ကိုအဖွဲ့အစည်းထဲမဝင်ခဲ့တာမို့မုန်းနေတဲ့ရစ်ကောင်စီစကြဝဠာအနှံ့ကဂျိုသားတွေနဲ့တခြားသောရန်သူတွေဟာရစ်ကိုတက်ချင်နေကြတာပါတစ်ဖက်ကရစ်ကတော့သူ့ရဲ့ယာဒူးနဲ့အာနာကိုတုံးချကပေါ်တယ်တွေစုထားတဲ့အခန်းစီကိုဝင်ရောက်ပါတယ်နောက်တော့ပေါ်တယ်တွေကိုပြောင်းကဂျိုကြီးတစ်ခုလုံးကိုနေဖွဲ့စီထောင်စီကိုပို့ပစ်လိုက်ပါတော့တယ်ထောင်သွင်းဂျိုသားတွေနဲ့တူရစ်တို့ဟာအပြန်အလှန်တိုက်ခိုက်ကြပါတယ်ဆမ်မာနဲ့မိုတီစီကိုတော့အကြီးပန်းအရာရှိခန္ဓာကိုယ်တဲကိုဝင်ထားတဲ့ရစ်ဟာလာတွေ့ပါတယ်နောက်တော့အကြီးမားဆုံးလက်စားချေမှုကို C137 ကရစ်ကလုံးနေပြီဖြစ်တာဆိုအကြောင်းညံကောင်းတဲ့ရစ်တကောင်ဟာဆမ်မာကိုတစားကန်လှုပ်ထားပါတယ် C137 ကရစ်ကလည်းသူမိမနဲ့သူ့ကိုတက်ခဲ့တဲ့ရစ်တွေကိုအခွင့်ကြုံလုံးမှာအပြည့်ရှင်းပါတော့တယ်တစ်ဖက်ကရစ်ကလည်းဆမ်မာကိုပြန်လို့ချင်းရင်လက်နက်ချဖို့ပြောလာပါတယ်မူလာရစ်ကတော့သူ့မှာမြေတွေတောင်ပုံရာပုံရှိတာမို့စကြဝဠာတိုင်းမှာဆမ်မာတွေရှိတဲ့အကြောင်းပြောပါတယ်ဒီဆမ်မာကလည်းသူ့ရဲ့မြေစစ်တော်မဟုတ်ပဲသူတို့ကပါပြောင်းတော့ကအတူနေခဲ့ရတဲ့ဆမ်မာဆိုတာရှင်းပြပါတယ်တက်ချင်ရင်တက်လိုက်ဖို့နဲ့မင်းဆမ်မာကိုမတက်ရင်ငါတက်ပေးရမလားဆိုတာမေးပါတယ်သူမကိုတက်တော့မှာမို့မူတီကပါရစ်ကိုခန်းနဲ့ထုတ်ချိန်နေပြီးဒီတော့မှရစ်ကလည်းဒါကလှိမ့်လုံးဖြစ်ပြီးအာယုံလွှဲနေတာဖြစ်တဲ့အကြောင်းရှင်းပြပါတယ်အခန်းထဲမှာရှိနေတဲ့ရစ်နှစ်ကောင်နဲ့ဆမ်မာကလည်းမင်းကငပေါ်ငပိန်ပေါ်တော်ကောင်ဆိုကမူတီကိုဝိုင်းပြောကြပါတယ်ဒီမခံနိုင်တော့တဲ့မူတီကလည်းဒေါ်လာတွေထွက်လာတာမို့ရစ်ကိုတကယ်ပြစ်ပလိုက်ပါတယ်အချိန်မီဟိုဘက်ခန္ဓာကိုယ်တဲကိုဝင်လိုက်နိုင်တဲ့ရစ်ကြောင့်မူတီကိုတော်တယ်လို့ချီးကျူးလိုက်ပြီးဂန်းကစာကိုလည်းမြင်သားပဲဆိုတာပြောသွားပါတယ်ခန်းမှာတော့အချိန်ကျရင်ပြစ်လိုက်လို့ရေးသားတာဖြစ်ပြီးချော်လဲရောထိုင်မူတီကလည်းမချိပုံပြုံးနေရပါတယ်တကယ်တော့စာကိုမမြင်ခဲ့ပဲဒီတိုင်းတက်ချင်လို့ကိုပြစ်လိုက်တာပါရစ်နဲ့တူဆမ်မာတို့လည်းထင်းချုပ်ခန်းစီကိုသွားကနေဖွဲ့စီကိုပါဖျက်ဆီးဖို့လုပ်ပါတယ်မိုတီနဲ့ဆမ်မာကတော့နျူကလ িয়ার တွေနဲ့ဖျက်ဆီးတာဂျိုတွေကိုပြာချပစ်တာလို့ထင်နေပေမဲ့ငွေကြေးတန်ဖိုးကိုပြောင်းပစ်တာပါနေဖွဲ့စီအတွင်းအသုံးပြုနေတဲ့ငွေကြေးတန်ဖိုးဟာတစ်ချက်ဖြစ်ပြီးတော့အခုတော့0ဖြစ်သွားခဲ့ပါပြီတက်ကနေ3ညမှု100ရာခိုင်နှုန်းထိကိုရှော့ချလိုက်တာဖြစ်ပြီးသူတို့ရဲ့ငွေကြေးဟာဘာတန်ဖိုးမှမရှိတော့ပါဘူးဒါကြောင့်ဂျိုသားတွေကလည်းခဏအတွင်းမှာဆင်းရဲသွားကြပြီးအချင်းချင်းလူရဲ့တက်ဖြတ်တာတွေဖြစ်ကုန်ကြပါတယ်နိုင်ငံတနိုင်ငံကိုဖျက်ဆီးကြရဲ့ငွေကြေးဖောင်းပွားအောင်လုပ်ဆိုတဲ့နည်းကိုရစ်ကအသုံးပြုသွားတာပါ။ရေချင်းညာချင်း100ရာခိုင်နှုန်းထိထိုးကျသွားတဲ့ငွေကြေးတန်ဖိုးတွေကြောင့်ရောက်ရက်ခက်နေတဲ့ဂျိုသားတွေဂျားတွေကနေဂျယ်ရီဟာလေးဘက်ထောက်ပြေးလာရပါတယ်။နေဖွဲ့စီတဲ့ကဂျိုသားတွေကလည်းကဘာမြေပေါ်ကနေစတင်ဆုတ်ခွာနေကြပါပြီ။ဂျယ်ရီကတော့ငါတို့ရဲ့ဂျိုငါတို့ရဲ့လုံနဲ့ငါတို့ရဲ့ကလေးတွေဆုံးရှုံးခဲ့ပြီးမို့ဘာကြံသေးလဲဆိုတာညီးတွားနေပါတယ်။ဘက်ကလည်းကျမတယောက်ချန်နေသေးတာဖြစ်ပြီးရှင်ကသာရရဆိုတာဖြောင်းဖြပေးပါတယ်။အဲ့ချိန်ရစ်ဆမ်မာနဲ့မိုဒီတို့ကပြန်ရောက်လာခဲ့ပြီးမိသားစုလေးဟာပြန်လည်ပေါင်းစည်းသွားခဲ့ပါတယ်။ဒါပေမဲ့ဂျယ်ရီကတော့ရစ်ကိုရွေးမလားငါ့ကိုရွေးမလားဆိုတာဘက်ကိုမေးလာခဲ့ပါတယ်တစ်ဖက်ကအဖေတစ်ဖက်ကယောက်ျားမို့ရွေးချယ်ရခက်နေတဲ့ဘက်ကိုလည်းရစ်တို့ကရှောင်ပေးလိုက်ကြပါတော့တယ်ရစ်ကတော့သူ့ရဲ့ဂိုးတောင်ထဲကနေရင်ကောင်လေးတွေကိုတန်းစီလိုက်တဲ့အခါမှာတော့တခွဲကန်းကြီးကိုထွက်လာခဲ့ပါတယ်ဘက်ကလည်းဂျယ်ရီနဲ့သူကွာရှင်းတော့မှဖြစ်ပြီးအဖေကိုရွေးချယ်ခဲ့တဲ့အကြောင်းလာပြောပါတယ်မိုဒီကတော့တဘောထားကွဲလဲသွားတဲ့မိဘနှစ်ပါးဟာကွာရှင်းပြတ်စေတော့မှလားဆိုကအဖိုးကိုမေးနေခဲ့ရပါတယ်ရစ်ကလည်းသူကအိမ်အောင်ရေးတွေကိုအယုံကြည်မရှိတဲ့အကြောင်းထောင်ထဲမှာပြဿနာတက်ခဲ့တဲ့အကြောင်းသူ့ရဲ့မူလခန္ဓာကိုယ်နဲ့သူ့ရဲ့မိမကိုတက်ခဲ့တဲ့ရစ်ကောင်စီကိုရှင်းနိုင်ခဲ့တဲ့အကြောင်းနေအဖွဲ့စီကြားဆုံးသွားတဲ့အကြောင်းတွေကိုဒလန်ဆက်ရေးရွေးနေပါတော့တယ်နေ့ပေါင်းများစွာကဂျိုကြီးတစ်ခုမှာတော့ FBI တာဝန်ရှိသူတမ်မီဟာသူကိုယ်တိုင်တက်ပစ်ခဲ့တဲ့ငှက်လူသားကိုအသက်သွင်းနေခဲ့ပါတယ်။ခင်းတဲ့လူသားလို့အမည်ရတဲ့စေဘာစကင်နဲ့ငှက်လူသားကလည်းတင်မီရဲ့နီးပညာအကူအညီနဲ့အတူပြန်လည်တက်ဝင်လာပါတော့တယ်။ဒီနေရာလေးမှာပဲဇလန်လေးဟာပြီးဆုံးသွားပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့ဒေဝပါ။နောက်ထပ်အပိုင်းမှာပြန်တွေ့ပါမယ်ဗျ။
ကျွန်တော်လက်ရှိဖွင့်နေတဲ့တင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးခြင်းပါတယ်ယနေ့ခေတ်မှာကပတ်စစ်အင်ကန်တစ်ခုခုရှိမနေဘူးဆိုရင်ရက်တီဖို့ခဲရင်ပါတယ်ပတ်စစ်အင်ကန်ဆိုတာကတော့အလုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်အောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါအခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ် personal branding မဲ့ထောင်မလား video editing မဲ့လုပ်မလားကျွန်တော်တို့ကိုဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေအင်ကန်တစ်ခုရအောင်ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းလေးဟာအချိုးပြပါလိမ့်မယ်ဘာတွေတင်မလဲဘာတွေ sharing လုပ်ပေးမလဲဆိုရင်တော့အဓိက recap editing နည်းကိုပါကျွန်တော်တင်တန်းကိုလာ join တဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကြောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ချင်လို့ YouTube ကနေငွေရှာချင်လို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့အကြည့်ရေးသွန်း edit ဆိုတဲ့၄ချက်ကိုပိုင်နိုင်အောင်ဗီဒီယိုနဲ့တကွရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုကိုင်တွယ်နည်းတွေကို lifetime plan နဲ့သင်ပေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကို highlight ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ကျပ်ပဲကြားတင်ပါမယ်လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေဆိုရင်တော့10%နှုန်း short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join ဖို့ကူညီပေးမယ်ဆိုရင်တော့30%နှုန်းထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ lifetime ဖြစ်တာမို့ကျောင်းတစ်ဖက်နဲ့မအားရင်အောင်အားတဲ့အချိန်မှာလေ့လာလို့ရမှာပါအဲ့တော့ကိုယ့်အတွက်တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ